ကျွန်တော်တို့ Brewery Coffee Stand ကို2023မှာကျွန်တော်တို့ညီကို3ယောက် New South ရွှေဆိုင်ရှိ platform လေးပေါ်မှာ slay လေးနဲ့စတင်ခဲ့ပါတယ်ကျွန်တော်တို့2024ဇွန်လမှာရရှင်လာကုံဆိုင်ရှိမှာဒုတိယဆိုင်လေးဖြစ်ကျွန်တော်တို့ဖွင့်လှစ်ခဲ့တယ်အခု2025မှာတော့ကျွန်တော်တို့ရဲ့လေးဆိုင်မြောက်ဖြစ်တဲ့64လမ်း41 42ဆိုင်လေးကိုတော့ outdoor area အပြင် indoor area လေးကိုပါတခြားလေးစီစဉ်ထားပေးပါတယ်ကျွန်တော်တို့ဆိုင်ဆောက်ဖွင့်တော့ဆိုရင်ကျွန်တော်တို့ coffee menu အနေနဲ့လေးမျိုးပဲရတယ်အဲ့လေးမျိုးကတော့ကျွန်တော်တို့ရေ coffee americano no coffee latte ပြီးရင်ကျွန်တော်တို့ရေလောင်း coffee 100ပြီးရင်ကျွန်တော် lemon coffee လေးorange breeze လေးရပါတယ်ကျွန်တော်တို့ brewery ချုံမှာအသုံးပြုတဲ့ coffee စီးကားစားရွာငံ Arabica ဘူတောင်းဝင် coffee ကိုအသုံးပြုထားပါတယ် coffee စီးကလည်းကျွန်တော်ကိုယ်တိုင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ UGB တို့အိမ်သုံး100 gram မှစပြီးတော့စိုင်သုံး1 kg ထိကျွန်တော်တို့စီမှာလာရောက်အားပေးလို့ရပါတယ်ခင်ဗျာ coffee ထဲတဲ့အပူခံအေးခံခွက်လေးတွေကိုလည်း64လမ်း41 40နဲ့ဆိုင်မှာလာရောက်ဝယ်ယူလို့ရပါတယ်မိသားစုနဲ့ဖြစ်စေတယောက်တည်းအနားယူရှင်တဲ့လူပဲဖြစ်စေဆလာလုပ်ချင်တဲ့ကျောင်းသားလေးတွေပဲဖြစ်စေ coffee တစ်ခွက်လေးတောက်တုံးပြီးတော့လာရောက်နားယူလို့ရပါတယ်တစ်ခွက်တောက်လည်းစိတ်ဆိုးပါဘူးခင်ဗျာ